One championship တကြော့ပြန်ခီးကိုဒီကနေ့ညမှာကလကဖွင့်မဲ့မြန်မာ fighter စောမင်းမင်း Megan fighter နဲ့ပွဲတွဲ Joshua Ban ကိုအားပေးစကားပြောလိုက်တဲ့အောင်လားအန်ဆန်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Top 5 MMA ကနေအားကစားသတင်းတွေတင်ဆက်ပေးနေပါတယ်လာမယ့်6လပိုင်း29ရက်နေ့မှာကျင်းပမယ် UFC 317ပြိုင်ပွဲကြီးမှာ Joshua Ban နဲ့ American Fighter Brandon Roberto ထိုးသက်သွားတော့မယ်ဆိုတာပြည်သက်တွေအားလုံးသိရှိပြီးဖြစ်မှာပါ UFC ရဲ့ Flyweight Dan Fighter တို့ရဲ့တွေ့ဆုံမှုကပြည်သက်တွေကြားရင်ခုန်စရာကောင်းတဲ့ပွဲမျိုးဖြစ်ရောက်ရှိလာတော့မှာပါUFC မှာဆက်ပွဲမြောက်ဖြစ်ပွဲထွက်လာမဲ့ American Fighter Brandon Roberto အနေနဲ့2025ခုနှစ်အတွင်း UFC မှာပွဲထိုးသက်ထားခြင်းမရှိဘဲသူနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲစဉ်က2024ခုနှစ်10လပိုင်း24ရက်နေ့မှာ Japan Fighter Tatsuro Taira ကို Split Decision နဲ့အနိုင်ယူထားခဲ့တာပါဒါကြောင့် American Fighter အနေနဲ့ Joshua Ban နဲ့ပွဲစဉ်ကို6လအကြာမှာထိုးသက်ရမှာလည်းဖြစ်ပါတယ်Joshua Ban ဘက်ကိုကြည့်မယ်ဆိုရင် UFC မှာ9ပွဲမြောက်ထိုးသက်မှာဖြစ်ပြီးအခုလာမဲ့ပွဲပါဝင်2025ခုနှစ်အတွင်းမှာပဲ3ပွဲမြောက်ထိုးသက်သွားရမှာလည်းဖြစ်ပါတယ်Joshua Ban အနေနဲ့3လပိုင်းထဲမှာထိုးသက်ခဲ့တဲ့ Japan Fighter Surura ကိုလည်းအနိုင်ရခဲ့တယ်လို့6လပိုင်းထဲမှာလည်း Brazil Fighter Bruno Silva ကိုအနိုင်ရရှိထားခဲ့တာပါဒါကြောင့် Joshua Ban အနေနဲ့ပွဲတွေနဲ့အသားကျနေပြီးပွဲခက်စိတ်ထိုးနေကြ Fighter မျိုးဖြစ်လို့ American Fighter Brandon Roberto နဲ့ပွဲကအရင်ကြီးခက်ခဲလာမဲ့ပွဲမျိုးတော့မဟုတ်ပါဘူးဒါကိုလည်း Joshua Ban ကိုယ်တိုင်ကသူကထိုးကြရပြီးရောထိုးတဲ့ Fighter မျိုးမဟုတ်ဘူးလို့ဆိုခဲ့ပြီးပြီးခဲ့တဲ့ပွဲမှာဒဏ်ရာကြီးမားမရခဲ့တာကြောင့်လည်းဒီပွဲကိုလက်ခံခဲ့တာလို့ဆိုထားခဲ့တာပါဒါပြင်သူ့ရဲ့ရည်ရွယ်ချက်ကပြိုင်ဘက်တွေကိုအနိုင်ယူပြီးချန်ပီယံလမ်းကြောင်းကိုပဲဦးတည်တယ်လို့ဆိုလာခဲ့တာပါအောင်လာရင်ဆန်းကလည်း American Fighter Brandon Roberto နဲ့ပွဲပေါ်ကြောက်ရွံ့နေစရာမလိုဘူးလို့အားပေးစကားဆိုခဲ့ပြီးညီငယ် Joshua Ban ကိုအားပေးစကားပြောကြားခဲ့တာပါJoshua Ban ကလည်းတန်းနဲ့ချီတဲ့မြန်မာပြည်သက်တွေပြင်တနိုင်ငံလုံးကပြည်သက်တွေကသူ့ရဲ့အနောက်မှာရှိနေတယ်လို့ခံစားရကြောင်းပြောကြားခဲ့တာပါဒါကသူပွဲထိုးနေရင်စိတ်အားထက်သန်စေတဲ့အချက်တွေတွေကတစ်ခုလေးဖြစ်ပါတယ်ပွဲထိုးရင်အနိုင်ရမှဆိုတဲ့ Joshua Ban က American Fighter နဲ့ပွဲမှာလဲနိုင်ပွဲအရယူပြမယ်လို့ပြောကြားခဲ့တာပါဒါကြောင့် Joshua Ban ရဲ့ဆန္ဒတွေအမှန်တကယ်ပြေဝပါသေးလို့တောင်းစုပြုပါတယ်မြန်မာ Fighter လေးစောမင်းမင်းကတော့မြန်မာလက်ဝိတ်ပေးသက်တွေနဲ့စိမ့်နဲ့ Fighter မျိုးတော့မဟုတ်ပါဘူးလက်စွမ်းလက်စတွေနဲ့ One Championship ရဲ့ MMA ပွဲစဉ်တွေမှာမြန်မာ Fighter တွေကိုပဲအနိုင်ယူပြရင်း2019-2018လောက်တုန်းကလူသိများခဲ့တဲ့ Fighter တူလည်းဖြစ်ပါတယ်မြန်မာပြည်မှာ One Championship ပွဲစဉ်တွေလာကျင်းပခဲ့တုန်းကမြန်မာ Fighter တွေကိုအနိုင်ယူပြီး One Championship Flyweight တန်းရဲ့တရဖူကိုစောင်းနိုင်ခဲ့တဲ့ရှားပါ MMA Fighter တူလည်းဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကဆိုရင်စောမင်းမင်းနဲ့ကြားပါဟင်းရဲသွေးညီတို့ပွဲစဉ်တွေဟာတကယ့်ကိုပဲကြည့်လို့ကောင်းနေပါတယ်စောမင်းမင်းက MMA တင်ရတာမဟုတ်ပဲလက်ဝိတ်မှာလည်းအတော်လေးကောင်းတဲ့ထဲမှာပါပါတယ်လက်ရှိအသက်25နှစ်ပဲရှိသေးပေမဲ့လက်ဝိတ်လောကထဲမှာကျင်လည်လာတာဆိုရင်နှစ်ပေါင်း10ချီရှိနေပြီဖြစ်ပါတယ်။စောမင်းမင်းအနေနဲ့အခုလို MMA ပွဲတွေရှင်ပြိုင်ပြီးနောက်ပိုင်းခဏတာပျောက်ကွယ်သွားပြီးဒီဆက်ကြားကာလတွေမှာတော့ WNC ပွဲစဉ်တွေသာရှင်ပြိုင်နေခဲ့တာပါ။အခုလက်ရှိမှာတော့စောမင်းမင်းက One Championship စင်မြင့်ထက်မှာပွဲပြန်ထိုးတော့မှာဖြစ်ပါတယ်။စောမင်းမင်းကို Australia Fighter 2နဲ့ One Friday Fight 112မှာမိုးထက်အောင်သွေးလင်းထက်တို့နဲ့ဒူပွဲတေပေးထားခဲ့တာပါဒါကြောင့်စောမင်းမင်းကလည်းသူ့ရဲ့တကြောပြန်ခရီးဖြစ်တဲ့ One Championship ရဲ့ပွဲဥထွက်မှာအထီးကျန်ဆန်ပြီးအဖော်မဲ့နေမှုကိုခံစားရတော့မှာတော့မဟုတ်ပါဘူးပွဲဥထွက်မှာတေချာပြင်ဆင်လာမယ်ဆိုရင်နိုင်ပွဲတောင်ရသွားနိုင်ပါတယ်ဒါပေမဲ့တော်တော်လေးပြင်ဆင်ထားဖို့တော့လိုအပ်ပါတယ်တွေ့ကြုံမရှိသေးတဲ့အတွက်ခက်ခဲတာကတော့တေချာပေါက်ခက်ခဲလာမှာပါနောက်ပြီးဒီကနေ့ညထိုးသက်သွားမဲ့ပွဲစဉ်ကမွေထိုင်းပွဲထိုးရမှာဖြစ်ပြီးသူအားတန်တဲ့ MMA နဲ့ဆိုရင်တော့မွေထိုင်းကအများကြီးကွဲပြားမှုရှိပါတယ်ဒီကနေ့ညပွဲစဉ်မှာစောမင်းမင်းနေနဲ့တိုင်ပတ်နေခဲ့မယ်ဆိုရင်တော့မာကွန်မြင့်နာတပေါက်ထဲနဲ့တင်ပွဲကိုအေးစေးထိန်းဆော့သွားနိုင်ပါတယ်အလောက်ထိကိုစောမင်းမင်းဟာမာကွန်မိမိုက်လွန်ပါတယ်အဓိကကတော့တေချာပြင်ဆင်လာပြီးပွဲဥထွက်မှာပြည်သက်ကြိုက်ထိုးပြနိုင်မှုပါပဲနောက်မှ One Championship ကိုအားပေးတဲ့သူတွေအနေနဲ့ကတော့စောမင်းမင်းကိုတိတ်တိကျအောင်မှာမဟုတ်ပေမဲ့နောင်တော်ကြီးတွေကတော့စောမင်းမင်းကိုတေချာပေါက်တီမှာပါ
ဒီတော့စောမင်းမင်းဟာအခုမှဝင်လာမဲ့ fighter ချာတိတ်ပုံစံမျိုးမဟုတ်ပဲ1 championship ကိုပြန်ရောက်လာပြီးပွဲပြန်ထိုးရတာဟာသူ့အတွက်တော့သူအကြမ်းဖက်ခဲ့ဘူးတဲ့စာအုပ်ကိုပဲသူ့အနေနဲ့ချောပြန်ကင်မှုပြန်ရောက်လာတာနဲ့အလားတရန်တူပါတယ်နောက်ပြီးဒီကနေ့ညထိုးသက်သွားမဲ့1 Friday Fight 112မှာသူရင်ဆိုင်သွားရမဲ့ပြိုင်ဘက်ကလည်း Australia Fighter ဖြစ်နေတဲ့အတွက်မာကွန်တစ်ပေါက်နဲ့တင် AC ဖြိုနိုင်မယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ပြိုင်ဘက် Fighter ကမာကွန်နဲ့ပတ်သက်ပြီးသိပြီးတော့အားရစရာကောင်းမနေလို့ပါပဲဒါပေမဲ့ပွဲဥထွက်ဖြစ်တဲ့အတွက်ရင်ခုန်စိတ်လှုပ်ရှားမှုအပြင်းနေတော့ဖြစ်နေမှသိကြပါတယ်ဒီလိုနဲ့1 championship ကတော့1 Friday Fight 112မှာမြန်မာ fighter 3ဦးအထိပွဲထုတ်ထားတာကြောင့်မြန်မာပြည်သက်တွေအတွက်ကတော့ပွဲစပြီးဆိုတာနဲ့အဆုံးထိမနာသရန်ကိုကြီးစုသွားကြရမှာပါမြန်မာ fighter တွေထဲမှာမိုးထက်အောင်ကလွှဲရင်ကျန်တဲ့သွေးလင်းထက်နဲ့စောမင်းမင်းတို့ကအရန်ကြီးခက်ခဲတဲ့ fighter တွေနဲ့မဟုတ်တဲ့အတွက်တကယ့်ကိုကောင်းလုံးတဲ့စွမ်းဆောင်ရည်တွေပြသနိုင်မှုသာအရေးကြီးပါတယ်အဓိကလုံးပြနိုင်မှုပဲလိုအပ်တာပါနောက်ပြီးစောမင်းမင်းကလက်ရှိမှာမြန်မာပြည်သက်တွေစောင့်ကြည့်တာခံရဆုံး fighter တူဖြစ်ရှိနေပါတယ်1 championship ဘက်ကသူ့ရဲ့ပွဲစဉ်ကိုရုတ်တရက်ကြီးချပေးလာတာကြောင့်လည်းပါမှာပါစောမင်းမင်းကရွက်ပုံးသီး fighter တူဖြစ်ပြီးအရင်ချိန်တွေတုန်းက1 championship မှာလုံးပြခဲ့ပေမဲ့လည်းပြည်သက်က attention ပေးပြီးအထင်ကြီးချင်းမခံခဲ့ရတဲ့ fighter တူလည်းဖြစ်ပါတယ်ဒါကြောင့်အခုလက်ရှိမှာစောမင်းမင်းက underrated player တူဖြစ်1 championship ကိုပြန်ရောက်လာခဲ့တာပါ1 championship ဘက်ကလည်းသူ့ရဲ့အစွမ်းစားတွေကိုသိပါတယ်ဒါကြောင့်လည်းရောက်ရောက်ချင်းပွဲပေးလိုက်တာပါဒါကြောင့်တကယ်သေးချာစောင့်ကြည့်သွားရမယ့်ပွဲကတော့စောမင်းမင်းရဲ့ပွဲစဉ်မှာပဲတက်ကွက်မစုံတာကလွဲရင်ကျန်တာအကုန်ကောင်းတဲ့ fighter တူဖြစ်ပါတယ်နောက်ပြီး MMA fighter တူအနေနဲ့မွေထိုင်းအတွက်ဘယ်လိုတွေပြင်ဆင်လာမလဲဆိုတာကလည်းအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်ဒါကြောင့်ဒီကနေ့ညမှာ1 championship ကိုတကြော့ပြန်ရောက်ရှိလာတဲ့စောမင်းမင်းရဲ့ပွဲစဉ်ကိုကျွန်တော်တို့တူစောင့်မျှော်အားပေးလိုက်ကြရအောင်ဗျာကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲချမ်းသာကြပါစေခင်ဗျာ